Semi-final step ဖို့ခက်ခဲတဲ့ဘော့စာကိုဖြည့်ရှင်းရမယ် Arsenal အားလုံးပဲမင်္ဂလာပါ Canavas ကနေကြိုဆိုလိုက်ပါတယ် London မြို့ခန့်ပြိုင်ပွဲတွေဖြစ်တာကြောင့် Crystal Palace အသင်းနဲ့ Arsenal အသင်းတို့ပွဲစဉ်ဟာကြည့်ကောင်းအောင်မှာဖြစ်ပါတယ် Arsenal အသင်းဟာ Everton အသင်းကိုအနိုင်ရထားလေ Palace အသင်းကတော့ Leeds အသင်းကိုရှုံးနေမှာပါတယ် Crystal Palace အသင်းဟာမနစ်က FA ဖလားချန်ပီယံဖြစ်တာကြောင့်တပွဲထိုးကစားဟန်ကိုတေးသေးချာချာကစားတတ်တဲ့အသင်းလို့ဆိုရပါမယ်တစ်ဖက်မှာလည်း Arsenal အသင်းဟာကစားသမားအများစုပြန်လဲပါဝင်လာတာကြောင့်တောင်တင်းတဲ့ line-up နဲ့ကစားဖို့ရှိလာမယ်လို့ထင်ပါတယ် Arsenal အသင်းဟာ Crystal Palace အသင်းကိုနောက်ဆုံး10ပွဲမှာ9ပွဲနိုင်တပွဲတရေကန်ထားနေတဲ့ကြောင့်အစင်လာအရတော်တော်ကောင်းတဲ့အခြေအနေမှာရှိပါတယ်ဒါပေမဲ့ Arsenal အသင်းဟာဒီပွဲပြီးရင်စနေနေ့မှာပဲ Brighton အသင်းကိုဧည့်ခံကစားရအောင်မှာဖြစ်တာကြောင့်ပွဲမပန်းထုအတွက်လူစရင်ကိုတေချာထည့်တင်တယ်လို့ထင်ပါတယ်Crystal Palace အသင်းကတော့တနင်္ဂနွေနေ့မှာကစားရမှာဖြစ်တာကြောင့်နားရပိုရတဲ့အတွက်ဒီပွဲကိုအားကုန်ကစားလာနိုင်ပါတယ်။ဒါကြောင့် Arsenal အနေနဲ့မပေါ်တင်ပဲအာယုံစိုက်ကစားတင်ပါတယ်။ Arsenal အသင်းရဲ့ဒဏ်ရာရလူစီရင်မှာတော့ Kai Havertz, Gabriel, Van Dijk, Mosquera နဲ့ Downman တို့ဟာလွဲချော်မှုရှိပါတယ်။သတင်းကောင်းအနေနဲ့ Kai Havertz ဟာလေ့ကျင့်ရေးကွဲမှာလာရောက်ပူးပေါင်းနေပြီဖြစ်တာကြောင့်မကြခင်ကာလမှာပြန်လည်ပါဝင်လာဖို့ရှိပါတယ်။ Crystal Palace အသင်းကလည်း Ismaila Sarr အာဖရိကပြိုင်ပွဲမှာဝင်ရောက်ကစားဖို့ရှိတာကြောင့်လွဲချော်မှာဖြစ်ပြီးကာမာရာ Daniel Munoz ကိုဒဏ်ရာကြောင့်လွဲချော်ဖို့ရှိပါတယ်။ဒီပွဲမှာပွဲထွက်မဲ့ Arsenal အသင်းရဲ့လူစရင်ကိုခံမှန်းကြည့်အောင်။ Arsenal အသင်းရဲ့တိုက်စစ်မှုနေရာမှာတော့ Gabriel Jesus တောင်ပန်းနှစ်ဖက်ကိုတော့ Martinelli နဲ့ Madueke တို့ထည့်နေပါတယ်။ Queen လေကိုတော့ Declan Rice နဲ့ Martin Zubimendi တို့ကတော့မပါမထစ်ပြီးတော့ Odegaard နေရာမှာတော့ Eze ပါဝင်လာဖို့များပါတယ်။နောက်တန်းကိုတော့ Calafiori နေရာမှာ Skelly, Saliba, Hincapié, Tin Maro အပြင်ဂိုးတစ်ပိုင်းနေရာကိုတော့ David Raya ပဲပွဲထွက်လာဖို့ရှိပါတယ်။ညီကိုတို့အမြင်လေးတွေလည်းဆွေးနွေးသွားလို့ရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်